Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Sinam Edina Disa Wasena Hotumi Sayami Kalam Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Sinam Edina Disa Wasena Hotumi Sayami Kalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kamdo Mudhaito Araham Saigwaya Yadita Magamu Kilida Agudu Nijiro Gule Pulodo Mamubedado Arawadana Nidagwado Ayado Gilidaru Magi Wizijero Muvedado Bayada Zayadwya Piado Guadada Omino Mubedado Dugada Gaundo the Gago Suro Mudadado Dugada Gaundo Nibando Leve Juadwado Mudadado Amidam Manashado Gono Bonele Bizono Mubetado Vidayaga Sajido Gilida Muniji Maki Wido Mubetado Lalida Yojido Chodwebi Gumyu Sabe Dido Mubetado Adulam Dila County Damadini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubitado Serenam Nebayo Joe Jingoni Pizono Mubitado Tibu Badama Bawa Duma Bondoma Dunai Kilida Pumido Guji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Padilo Biaswano Munaidado Dukharam Lujana Najana Nivan Chandarugo Piro Mudadado Parana Luna Nagada Jabyama Tadawa Vini Miabu Jiroi Atago Vayase Igam Judo Mubidado Zinam Litizaban Kangolan Ganga de Chatepin Namazwayami Opjesi Amina Mudobaya Shenkurom Yajigo Aham Bayadvirodi Banama Mi Yudi Miano Manyojo Yuishego Grova Imyaswabaya Mayam Bayadvirod Marudi Banamama Yude Miano Manyojo Shego Groja Vagongi Myaswabaya Edina Disamu Sena Idonoda Bodo Landapi Homa Soyane was in this as a gajam Edina Disamu Sena Idobayashi Grom Yajibi Arahambay and Asia Sashido Gunoruni Yezono Mubabe Lumanganzwa Soyane was in this as a gajam Me Junua Magam Junodua Zayami Galam Nabia Dumbi Bian Siwe Louis Sana Udanyadi Diwa Sozwa Sando Tato Auya Amu Aung Jong Beauty Aung Suyerana Aung Jinji Mingalati Hodu Moja Madwe Piba Zidadi Ayadvi Dodi Dandara Masaye Yeni Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်
ထမင်းတလုံးဤဓမုတ်စားသဖြင့်ပေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား